ကိုဒီမှာတက်တာထဲမှာရင်ခွန်အားရတဲ့နှုတ်ကပတ်တော်လေးကိုဖတ်ကြားချင်ပါတယ်စာလံ139အငယ်7-8အိုးထာဝရအိုးဖျားတဲ့ခင်အကျွန်ုပ်၌ကိုရောဤကြံစီတို့သည်အလွန်ထူးဆန်းကြပါ၏အလွန်များပြားကြပါ၏ထိုအကြံစီတို့ကိုရည်တွက်လျင်တဲလုံးနှင့်အမြမကတာ၍များပြားကြပါ၏အကျွန်ုပ်သည်နိုးသောအခါကိုရောထံ၌မစင်ရှိပါ၏ဒီနှုတ်ကပတ်တော်အဖြစ်ပေါ့နော်ကျွန်မရဲ့အသက်တာထဲမှာဇာတိခင်ရဲ့အကြံစီတော်ကအရန်ကိုထူးဆန်းတယ်အရန်ကိုများပြားတယ်ပြီးတော့တစ်ခုပြီးတစ်ခုပေါ့နော်တဲလုံးလေးတွေနော်သမုတ်ပြတဲလုံးတွေနဲ့အရန်ကိုများပြားပြီးတော့စမ်းကြယ်တယ်လို့ခံစားရပါတယ်နော်ဒီ2025ခုနှစ်ထဲမှာဆိုတော့ကျမတို့ဒီနေရာပေါ့နော်ကျမတို့မိသားစုကအချက်နှစ်ချက်စုတောင်းတယ်ပေါ့နော်အဓိကပါလဲဆိုတော့ယူရညဖို့နဲ့ဖျားသခင်ကပေးတဲ့ generation ပေါ့နော်အဲ့ဒီတော့ကျမတို့အဓိကစုတောင်းတာဖြစ်ပါတယ်လူအနေနဲ့စဉ်းစားမယ်ဆိုတော့အိမ်ထောင်တဲ့နှစ်ကျော်လာတဲ့အခါပေါ့နော်ဒီ generation နဲ့ဆိုင်တဲ့အရာလူတွေကခဏခဏမြင်ကြပေါ့နော်ဘယ်တော့လဲအရင်ပြီးတဲ့အခါမှာစိတ်ကနည်းနည်းမကောင်းဘူးပေါ့နော်အဲ့ချိန်မှာဒီနေ့ထဲမှာအမျိုးသမီးစတောင်းတဲ့အချိန်မှာရောဒီမှာလူငယ်ညလုံးပေါက်စတောင်းတဲ့အချိန်မှာရောတင်ပြတယ်ပေါ့နော်ပြီးတော့ကျမရဲ့တနစ်တာစတောင်းချက်ပေါ့နော်ဒီအင်္ဂါနေ့စတောင်းတဲ့သူဆိုပြီးပါလိမ့်မယ်ကျမရဲ့တနစ်တာစတောင်းချက်ထဲမှာလည်းဒီနှစ်ခုကိုအဓိကရေးထားတာဖြစ်ပါတယ်အဲ့ဒီအတွက်ကျမတနစ်ပြီးခဲ့တဲ့နေ့တွေမှာတော့အဲ့လောက်ထိ focus မထားဘူးပေါ့နော်ဒါပေမဲ့ဒီနေ့ထဲမှာတော့အဓိက highlight ထားပြီးတော့စတောင်းခဲ့တာဖြစ်ပါတယ်ကျေးဇူးတော်အဖြစ်မပြောလိမ့်မယ်ပေါ့နော်ဒီဇာတိခင်ကယူဝင်တက်လေရတဲ့အခွင့်ကိုပေးတယ်ပြီးတော့ဒီသာသမီယတနာပေါ့နော်အဲ့ဒါလေရခွင့်ပေးလို့ကျေးဇူးတင်တယ်ဒီအတွက်လည်းဇာတိခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်အဲ့အတွက်အသေးစိတ်ပြောရမယ်ဆိုတော့ကျွန်မယူဝင်တက်နဲ့ပတ်သက်ပြီးပေါ့နော်မျိုးလေးချက်အရင်မေးနေတဲ့ချိန်ဆိုင်မှာလဲ opera စီဝင်တော့မယ်မကြခင်ဝင်တော့မယ်ဆိုပြီးတော့ခဏခဏကြားရတယ်ခဏခဏနှစ်ချိန်သုံးချိန်ဆက်မကလည်းထွက်ပြေးခဲ့ရတဲ့အချိန်တွေရှိရပေါ့နော်အဲ့ဒီချိန်လေးမျိုးလေးချက်ပေးနေတဲ့ချိန်မှာတကယ်ဒီ embassy ရောကနေပြီးတော့ကျွန်မကိုယူမရခင်မှာသုံးချိန်ဖုန်းဆက်တယ်ပေါ့နော်ကျွန်မကများတော့အပြင်ဖုန်းနဲ့လူနဲ့မကပ်ဘူးပေါ့နော်လူကတခြားဖုန်းကတခြားကျွန်မကိုဖုန်းခေါ်ပြီးဆိုတော့ချစ်ချင်းကျွန်မကင်ဖို့ခက်တယ်ပေါ့နော်လူနဲ့ဖုန်းနဲ့ကတော့တခြားစီဖြစ်တတ်တယ်ပေါ့နော်တို့ပေမဲ့လည်းကျေးဇူးတော်အဖြစ်ဒီရုံးဖက်ကဖုန်းဆက်တဲ့၃ချိန်လုံးဆိုတော့ကျွန်မရဲ့လက်ထဲမှာဖုန်းကရှိတယ်ပေါ့နော်ကျေးဇူးတော်အဖြစ်ဗျာဒိတ်ခင်ကဒီလိုအခွင့်အရေးနဲ့မလွဲမချော်ပဲနဲ့တခြားသူများတွေပြင်ရတယ်လို့ကျွန်မတို့မိသားစုကိုလည်းရဖွင့်ပြီးလို့ကျေးဇူးတော်ချီးမွမ်းတယ်ပြီးတော့ဒီခလေးနဲ့ပတ်သက်ပြီးတော့လည်းပဲတက်တည်ခံချင်တယ်ပေါ့နော်ကျွန်မကဒီခလေးမရခင်မှာပေါ့နော်လူခဲတဲ့အော်တိုဘာလ15ရက်နေ့မှာပေါ့နော်15ရက်နေ့မတိုင်ခင်တရက်မှာဆိုတော့ဆရာနဲ့ဆရာစောဖူနဲ့ဆရာအမိုးကကျွန်တော်တို့အိမ်ကိုလာတယ်ကျွန်မရဲ့ဒူမလေးဘူးဖို့ပေါ့နော်မပြတ်ခင်မှာနှုတ်ဆက်ပွဲတွေလုပ်တယ်စားတောက်တယ်ဆူတောင်းတယ်ပေါ့နော်အဲ့ဒီမျိုးနဲ့ဖင်ညမှာကျွန်မအိမ်မက်တယ်ပေါ့နော်ကျွန်မရဲ့အိမ်မက်ထဲမှာကျွန်မကလဲနေတဲ့ချိန်မှာပေါ့နော်ကျွန်မကဒီလိုလဲတဲ့အဲ့ချိန်မှာဆရာအမိုးကကျွန်မစီလာပြီးတော့ကျွန်မရဲ့ဘိုက်ကိုကင်နေပေါ့နော်ထိတယ်တဲ့အချိန်မှာဘိုက်ထဲမှာတဲ့ခလေးရှိနေပြီးတဲ့ကျွန်တော်ဘိုက်ထဲမှာခလေးရှိနေပြီးကိုဝင်ရှိနေကျွန်မကိုပြောတယ်ကျွန်တော်အရင်လောရတယ်ဆရာဘယ်လိုသိရလဲပေါ့နော်ကျွန်မအရင်ကကျွန်မဘာကိုကင်တဲ့ချိန်မှာတစုံတစ်ခုကလုံနေတယ်လို့ခံစားရပါတော့အချိန်မှာလှုပ်ရှားနေတာကိုကျွန်တော်ခံစားရတယ်အဲ့ဒါကဩဂတ်စ်လ15ရက်နေ့မှာဖြစ်တယ်ကျွန်မမက်တာပေါ့နော်အဲ့ဒီချိန်မှာကျွန်မအမျိုးသားကိုပြောတဲ့ခါမှာသူကကြီးပဲယူပြရပါတော့ဆင်တော့အဲ့တော့တောင်းဖို့ကျွန်မမနေ့ကဆရာလာလို့စိတ်ဆွေးပြီးမက်တာလားတောင်းဝင်လဲဒီနေ့ထဲမှာဒီရနဲ့ပတ်သက်ပြီးစူတောင်းလို့ဖခင်ကပေးတာလားပေါ့နော်ကျွန်မ question တွေအများကြီးပဲပေါ့နော်ဒီဟာကိုလည်းဘူးမှလည်းမပြောရသေးပါဘူးဆရာဆုံးကိုပြောပြတယ်နော်ဆိုတော့မကြခင်မှာကျေးဇူးတော်အဖြစ်6လပိုင်းကုန်မှာဒီရနဲ့ပတ်သက်ပြီးအဖြေကိုသိရတယ်ပေါ့နော်ကျေးဇူးတော်အဖြစ်အခုဆိုတော့2လကျော်ပါပြီလို့နော်စူတောင်းပေးကြတဲ့အတင်းတင်သားတွေတတိယပြီးတော့တကူတက်ကစူတောင်းပေးတဲ့ဆရာပေါ့နော်ရောက်ချင်းစီကံလည်းကျေးဇူးတင်တယ်ဗျာဒိတ်ခင်ရဲ့ကျေးဇူးတော်ကဗျာဒိတ်ခင်အကျံစီတော်ကကျွန်မတယောက်တည်းတာမကဘူးနော်
တော်မှာရှိတဲ့သူတယောက်ချင်းစီပေါ်မှာထူးဆန်းတယ်ညားပြားတယ်နော်စမ်းကြယ်တယ်ဆိုတဲ့အကြောင်းဒီနေ့ကျမရဲ့အသက်တာမှာတွေ့ကြုံခဲ့ရတဲ့သိခံချင်ပါတယ်ကျေးဇူးတင်ပါတယ်အာမင်